အမှန်တရားတစ်ခုရှိပါတယ်အဲ့ဒါကအချင်းဆိုတာပြန်မရနိုင်ဘူးဆိုတာပါပဲဒါကိုလူတိုင်းသိပေမဲ့တကယ်တမ်းဘလောက်တောင်နေပြီလဲဆိုတာကိုတော့ဘယ်သူမှသိမသွေးမိကြဘူး ပြမ်းမြလူသက်တန်းကို280လို့ထားလိုက်ရအောင်အဲ့ဒီထဲက3ပုံတစ်ပုံက X ချက်နဲ့ကုံဆုံးသွားတယ်နောက်ထပ်3ပုံတစ်ပုံကအလုံးလုံးတာကြောင်းတက်တာလမ်းသွားလမ်းလာတွေနဲ့ကုံသွားတယ်ကျွန်တော်တို့မှာတကယ်တမ်းကိုပိုင်တဲ့အချိန်ဆိုတာနေ့စဉ်20နာရီထဲမှာတကယ်တော့နာရီပိုင်းလေးပဲရှိတာပါ အဆိုးဆုံးကဘာလဲဒီလားကျွန်တော်တို့ချစ်တဲ့သူတွေနဲ့တွေးခွင့်ရမယ့်အကျင့်ရဟာကန့်သက်ချက်ရှိနေတာပါဥပမာမိဘတွေနဲ့တစ်နှစ်မှတစ်ခါပဲဆုံဖြစ်တယ်ဆိုရင်သူတို့တတန်းနောက်ထပ်အနှစ်20ကျန်သေးရင်တောင်တင်သူတို့နဲ့မျက်နှာချင်းဆိုင်တွေးခွင့်ရမှာအကျင့်20ပဲကျန်တော့တာပါဒါဟာလူတိုင်းသိပေမဲ့မတွေးမိကြတဲ့အမှန်တရားပါပဲ ဒီနေ့တင်ကုံဆုံးလိုက်တဲ့10မိနစ်ဟာတင်းဘဝရဲ့စူးစူးပေါင်းအကျင့်ရည်ကန့်သက်ချက်တွေကတစ်ခုလျော့သွားတာပါဒါကြောင့်ဒီဗီဒီယိုဆုံးတာနဲ့ဖုန်းကိုခဏချလိုက်ပြီးတင်တကယ်တန်ဖိုးထားရတဲ့သူကိုဖုန်းဆက်လိုက်ပါဒါမှမဟုတ်စကားပြောလိုက်ပါ အချင်းဆိုတာစုလို့မရဘူးသုံးဆွဲလို့မရတာမို့လို့ပါ